လင်ဘေးသင့်ပြည်သူများအတွက်သူ့အပိုင် channel မှာရေမီအစုံနဲ့ခိုလုံခွင့်ပေးခဲ့တဲ့မင်းသားနေထူးနိုင်စူပါကျော်မီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်မှာဆိုလို့ရှိရင်တော့ဒီလိုအချိန်မှာငလင်ဘေးသင့်ပြည်သူများအနေနဲ့အိုးအိမ်တိုက်တာများပျက်စီးဆုံးရှုံးမှုကြောင့်မလို့နေစရာအခက်အခဲတွေဖြစ်နေကြတဲ့အချိန်တစ်ခုမှာပဲမင်းသားနေထူးနိုင်အနေနဲ့ကတော့သူ့အပိုင်ရှူတင်ခြံကြီးထဲမှာငလင်ဘေးသင့်ပြည်သူအများအပြားကို3 လတိတိခိုလုံခွင့်ပေးခဲ့ပြီးတော့နေထိုင်စားသောက်စရာနဲ့ရေမီအစုံလင်တို့နဲ့ပါကြကြနနယာယီစကန်တစ်ခုအဖြစ်နဲ့နေထိုင်ခွင့်ကိုပေးလာခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူကြီးတွေမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ငလင်ဘေးဒဏ်သင့်အများပြည်သူများအနေနဲ့အဖက်ဖက်ကနေပြီးတော့ဝိုင်းဝန်းကူညီဖေးမမှုတွေကအတော်ကိုလိုအပ်နေတာဖြစ်ပြီးတော့စားနပ်ရိက္ခာနဲ့စေဝါကူညီထောက်ပံ့မှုများအပြင်ငလင်ဘေးသင့်အများပြည်သူများအနေနဲ့အထူးသဖြင့်နေစရာထိုင်ခင်းမရှိကြတော့တဲ့အခြေအနေတွေနဲ့အဆောက်အဦတွေပြိုပျက်သွားခဲ့ကြတဲ့အခြေအနေတစ်ခုမှာမိမိတို့ရဲ့အိုးအိမ်တိုက်တန်များမရှိတော့တဲ့နောက်ပိုင်းမှာလမ်းမတွေပေါ်မှာဖြစ်တယ်လို့မျိုးနေထိုင်ရနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မင်းသားနေထူးနိုင်အနေနဲ့ကတော့မကြသေးခင်ရပ်ပိုင်းအတွင်းကပဲရေနံချောင်းမြို့မှာရှိတဲ့ဓာစုပိုင်းရေနသားရုပ်ရှင် channel မှာငလင်ဘေးကြောင့်နေစရာအခက်အခဲဖြစ်နေသူများကိုလာရောက်ခေါ်ယူမယ်ကျွန်တော်တို့ channel မှာလာရောက်နေထိုင်နိုင်ပါတယ်မိမိရဲ့အိမ်ကိုပြန်လည်ပြုပြင်ဆောက်လုပ်ပြီးသည့်အထိကိုနေထိုင်နိုင်ပါတယ်ငလင်တန်းအမှန်တကယ်ခံစားရပြီးတော့နေစရာအခက်အခဲဖြစ်ကြောင်းသက်ဆိုင်ရာရက်ကွက်ကထောက်ခံစာတွေပြရင်ရပါတယ်ဆိုပြီးတော့လေနေထူးနိုင်အနေနဲ့ကတော့အခုလိုမျိုးသူ့ရဲ့ရုပ်ရှင် channel မှာငလင်ဘေးသင့်ပြည်သူများကိုထားရှိဖို့ရာအတွက်စီမံလာခဲ့တာဖြစ်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အများပြည်သူပြည်သက်တွေအနေနဲ့ကတော့အံ့ဩခဲ့ကြရပြီးတော့နေထူးနိုင်ရဲ့အလူကတမျိုးထူးခြားနေပြီးတော့ထိရောက်နေတဲ့အလူတစ်ခုဖြစ်တာကြောင့်မို့လို့လေနေထူးနိုင်ရဲ့စိတ်ကူးစိတ်တန်းကိုလေးစားနေကြတာလေးဖြစ်ပါတယ်နေထူးနိုင်နေနဲ့ခုလိုမျိုးငလင်ဘေးသင့်ပြည်သူများအတွက်နားခုရာနေရာတစ်ခုကိုသူ့အပိုင်ခြံဝန်းထဲမှာပြုလုပ်ပေးတော့မယ့်သတင်းကိုစတင်ထွက်ပေါ်လာတဲ့တပြိုင်နက်ပါပဲအလူရှင်များစွာတို့ရဲ့ကူညီဖေးမမှုတွေနဲ့အတူအဆိုပါခြံဝန်းထဲမှာအိမ်တော်စု90လူရောက်250ကျော်အတွက်ကို3 လတိတိနေထိုင်ရန်အတွက်စားနပ်ရိက္ခာနဲ့တောက်သုံးရည်တွေအပြင်နေစရာထိုင်ခင်းအပြည့်အစုံကိုလည်းစီစဉ်ပေးနိုင်ခဲ့ကြောင်းကိုလည်းသိရှိရပြီးတော့နေထူးနိုင်ရဲ့ခုလိုမျိုးယာယီတဲခိုရာနေရာမှာဆိုလို့ရှိရင်တော့အခုချိန်မှာငလင်ဘေးသင့်ပြည်သူများအနေနဲ့ပျော်ရွှင်စွာလာရောက်နေထိုင်နေကြတာဖြစ်ပြီးတော့နေထူးနိုင်ရဲ့ပြောစကားတွေထဲမှာအဆိုပါငလင်ဘေးသင့်ပြည်သူများအနေနဲ့သူတို့ရဲ့ခိုလုံရာအဖြစ်နဲ့ဒီမှာ3 လတိတိနေထိုင်နိုင်ပါတယ်နေထိုင်နေတဲ့အတော်တွင်းမှာလည်းသူတို့ရဲ့အပြင်မှာရှိတဲ့အလုပ်တွေကိုတွားရောက်လုပ်ကင်ကြပါပြီးတော့သူတို့ရဲ့ပျက်စီးသွားခဲ့တဲ့နေအိမ်တွေကိုလည်းပြန်လည်ဆောက်လုပ်ဖို့အတွက်အချိန်ရတာပေါ့ဒီလိုအခြေအနေမျိုးတွေပြီးဆုံးသွားတဲ့နောက်ပိုင်းမှာဒီယာယီစခန်းကနေပြီးတော့ပြန်လည်ထွက်ခွာကြပါဆိုပြီးတော့လေသတင်းစကားပါလာခဲ့တာလေးဖြစ်ပါတယ်နေထူးနိုင်ရင်ခုလိုမျိုးကြောက်စင်မြို့မှာရှိတဲ့သူ့ရဲ့ရှူတင်ခြံဝန်းတွေကလူအယောက်250ဆက်နဲ့ငလင်ဘေးသင့်ပြည်သူများအတွက်ယာယီတဲခိုရာနေရာလေးမှာတော့စီစဉ်ကြနာစွာနဲ့ပြုလုပ်ဆောက်လုပ်ထားတာဖြစ်ပြီးတော့ရေချိုးရန်နေရာဆိုင်ကယ်ထားရန်နေရာနဲ့ဧည့်တွေ့ရန်နေရာအမိုက်ပြည့်ရန်နေရာတွေကိုပါကြနနထားပေးထားတာဖြစ်တယ်လို့ငလင်ဘေးသင့်ပြည်သူများရဲ့ကျန်းမာရေးအခြေအနေများအတွက်ကိုလည်းစီမံခန့်ခွဲရေးရုံးတွေအပြင်ကျန်းမာရေးစင်တာတွေကိုပါထားရှိပေးထားကြောင်းကိုလည်းဝမ်းသာစွာနဲ့သိရှိရတာပါခုလိုမျိုးစီစဉ်ကြနာလာစွာနဲ့ငလင်ဘေးသင့်ပြည်သူများအတွက်ယာယီတဲခိုရာနေရာတစ်ခုကိုဖန်တီးပေးနိုင်ခဲ့တဲ့နေထူးနိုင်ကိုတော့အခုချိန်မှာအများပြည်သူပြည်သက်တွေအနေနဲ့ကတော့စကားတွေထဲမှာပဲနေထူးနိုင်ကလူစွမ်းကောင်းမဟုတ်ပါဘူးခုချိန်မှာငလင်ဘေးသင့်ပြည်သူတွေအတွက်လူစွမ်းကောင်းတစ်ယောက်ပါဆိုပြီးတော့လေချီးကျူးဂုဏ်ပြုမှုတွေများစွာလဲရှိလို့နေပါတယ်ခင်ဗျာဒါကြောင့်မို့လို့ခုလိုမျိုးမုံမြတ်ပြီးတော့တမူထူးခြားလာတဲ့နေထူးနိုင်ရဲ့ငလင်ဘေးသင့်ပြည်သူများအတွက်လှူဒန်းမှုကိုကျွန်တော်တို့စူပါကျော်မီဒီယာပြည်သက်ကြီးတို့လည်းတာရုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက်ဒီကြောင်းအလေးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပြီးတော့ပြည်သက်ကြီးတို့ရဲ့တွေးမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေးရဲ့ comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုမှာနောက်တဲ့သတင်းကြားတစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပြည်သက်ကြီးတို့ကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာ